ယုံမှတန်တရား16မျိုးတဲ့အဲ့ဒီယုံမှတန်တရား16မျိုးဟာလည်းပဲနှလုံးမသွင်းတိုက်ဖဲနဲ့သွားပြီးတော့နှလုံးသွင်းမိသည့်အတွက်ကြောင့်ယုံမှတန်တရား16မျိုးဖြစ်ရတယ်ပေါ့အဲ့တော့ပုရုဇဉ်တွေမှာယုံမှတန်တရား16မျိုးဆိုတာဒီထက်ကမလွဲတာမရှောင်တာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီယုံမှတန်တရားကိုလည်းပဲယုံမှတန်တရားကိုပဲလေဝိသိကိစ္စလို့ခေါ်တာပဲဝိသိကိစ္စဆိုတဲ့သဘောကစဉ်းစားလိုက်တာနဲ့တပြိုင်နက်အဖြေမထွက်လို့စိတ်ထဲမှာပင်ပန်းသွားစေတတ်တဲ့သဘောနော်အဖြေမထွက်တဲ့သဘောသို့လောတွေးတောယုံမှားတဲ့သဘောဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒါကို16ပါးသောယုံမှားခြင်းဆိုတာအကျဉ်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့5မျိုးအနာဂတ်နဲ့ပတ်သက်ပြီးတော့5မျိုးပစ္စုပန်နဲ့ပတ်သက်ပြီးတော့6မျိုးပေါင်းလိုက်တဲ့အခါကျတော့ယုံမှတန်တရား16မျိုးမမှန်ကန်ကန်နှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီယုံမှတန်တရား16မျိုးဆိုတာဟာတန်တရားအနေနဲ့ဖြစ်ပေါ်လာတတ်တယ်ကိုယ်စိတ်ထဲမှာဝင်ရောက်လာတတ်တယ်တန်တရားဆိုတဲ့စကားဟာချီတုံချတုံဆုံးဖြတ်ချက်မပေးနိုင်ပဲနဲ့စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောတရားစိတ်ကိုပင်ပန်းစေတတ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီယုံမှားခြင်း16မျိုးဆိုတာမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့လေမှကျွမ်းကျင်မှုမရှိလို့မမှန်မကန်နှလုံးသွင်းမိပြီဆိုရင်အဲ့ဒီတန်တရား16မျိုးဟာဖြစ်ပေါ်လာနိုင်တယ်တဲ့အဲ့တော့အတိတ်နဲ့ပတ်သက်ပြီးတော့5မျိုးဆိုတာပါလေအတိတ်နဲ့ပတ်သက်တယ်ဆိုတာအတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ကဲဘုန်းကြီးတို့တွေကိုယ့်ကိုစဉ်းစားကြည့်ပေါ့အတိတ်ဘဝနဲ့ပတ်သက်တဲ့အခါမှာလူတွေဟာဘလို့တွေးကြသလဲအေးဟိုဘက်ဘဝတုန်းကငါတို့ဖြစ်ခဲ့ဘူးသလားဖြစ်ခဲ့မဖြစ်ခဲ့ကိုယ့်အကိုမသိဘူးလေမသိဘူးအဲ့တော့တို့အတိတ်ဘဝတုန်းကငါတို့ဖြစ်ခဲ့သလားလို့တွေးပြီးတော့ယုံမှတန်တရားရှိတယ်အဲ့တရားဓမ္မကိုသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တန်တရားအကြောင်းကိုနားလဲတယ်ကံအကြောင်းကိုနားလဲတယ်အေးအကြောင်းရှိရင်ဖြစ်မှာပေါ့အကြောင်းမရှိရင်မဖြစ်ဘူးဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လေဥပမာပရိစ္ဆေသမုပ္ပါဒ်ကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းအကျိုးကိုဆင်ញင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်အေးအတိတ်တုန်းကကံတရားတွေငါးတဏ္ဍာမှာမကုန်သေးဘူးမကုန်သေးသည့်အတွက်ကြောင့်ဧကနိဋ္ဌဖြစ်ခဲ့ဘာလို့လဲအကြောင်းရှိလို့အကျိုးဆိုတာရှိတာဆိုတော့အခုကြည့်လေလျှက်စစ်မီးရှိနေလို့ရှိရင်အလင်းရောင်ဆိုတာမရှိဘူးလားရှိနေတာအဲ့တော့ဒီလင်းရောင်ကဘာကြောင့်ရှိနေအောင်လျှက်စစ်မီးရှိလို့အကြောင်းရှိရင်အကျိုးဆိုတာရှိနေမှာပဲဒါကြောင့်မို့အကြောင်းနဲ့အကျိုးကိုနားလည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာငါအတိတ်ကဖြစ်ခဲ့သလားလို့ဘယ်တော့မှယုံမှတန်နေရမှာဖြစ်ဘူးတဲ့နော်အကြောင်းတရားတွေငါမှရှိနေသေးတယ်လို့သိရင်ဖြစ်ခဲ့တယ်ဆိုတာသိကြပေါက်ပြောလို့ရပါတယ်ပေါ့ဒီလိုဆိုလို့လားအကြောင်းတရားမှမသိခဲ့ဘူးဆိုလို့ရှိရင်ငါအတိတ်တုန်းကဖြစ်ခဲ့သလားဆိုတဲ့ယုံမှတန်တရားတစ်ခုဝင်လာနိုင်တယ်ဒါကနံပါတ်1တစ်ခုပါဠိလိုကြတော့အဟောတိန်နုခောအဟံအတိတမဋ္ဌာနံအတိတ်တုန်းကငါဖြစ်ခဲ့ဘူးသလားလို့ဒီလိုတွေးမိတယ်တဲ့ဟောနောက်တစ်ခုကြတော့ဆန့်ကျင်မဲ့အတွေးနံပါတ်2ကနနုခောအဟောတိန်အတိတမဋ္ဌာနံငါအတိတ်တုန်းကမဖြစ်ခဲ့ဘူးလားအကြောင်းတရားကိုသိနေတဲ့ပုဂ္ဂိုလ်ကဖြစ်ခဲ့သလားလို့လည်းမယုံမှားတော့ဘူးမဖြစ်ခဲ့ဘူးလားလို့လည်းမယုံမှားဘူးဘာဖြစ်လို့အကြောင်းရှိရင်ဖြစ်တယ်ဆိုတာသိတယ်နော်ကိုယ်တဏ္ဍမှာအကြောင်းတွေတွေ့နေသည့်အတွက်ကြောင့်ဆုံးဖြတ်ချက်ချတယ်အကြောင်းကိုသိလို့အကျိုးကိုလည်းပဲဆုံးဖြတ်ချက်ချနိုင်တယ်အကျိုးကိုကြည့်ပြီးတော့လည်းအကြောင်းတရားကိုဆုံးဖြတ်ချက်ချနိုင်အဲ့ဒီအကြောင်းကိုမြင်ပြီးတော့အကျိုးကိုပြောတာအနုပါဏဉာဏ်လို့ခေါ်တယ်အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုပြောတာလည်းပဲအနုပါဏဉာဏ်လို့ခေါ်တယ်ဆိုပါစို့ဥပမာဟိုခလန်းလန်းတောင်ကြားကနေပြီးတော့မီးခိုးတွေထွက်နေတယ်ဆိုလို့ရှိရင်ဘာပြောနိုင်လဲအဲ့ဒီနေရာမှာမီးလောင်နေတယ်ပြောလို့မရဘူးလားရတယ်ဘာဖြစ်လို့တော့
မိကိုဆိုတဲ့အကျိုးကိုယ်တိုင်မြင်ရလို့မိဆိုတာကိုယ်တိုင်မမြင်ရပေမဲ့လို့မှန်ပြောတဲ့စကားမှန်နေပေါ့တန်တရားဖြစ်တာမဟုတ်တော့ဒီဘဝမှာလူဟာပညာတော်တယ်ရုပ်အစင်းနဲ့လှပတယ်စီးပွားဥစ္စာလည်းတော်တယ်ချမ်းသာကြွယ်ဝတယ်အဲ့ဒီပုဂ္ဂိုလ်ကြည့်လိုက်ရင်ဒီဘဝပြောကြတယ်မဟုတ်လားအသက်ရှည်တယ်ကျမ်းမာတဲ့လူတွေတွေ့ရင်သီလကောင်းလိုက်တာလို့ပြောတာသီလကောင်းတာ तू မြင်ခဲ့သလားမမြင်ဘူးဘာလို့သီလရဲ့အကျိုးဟာတက်ရှိတယ်ရုပ်ဆင်းလှပတယ်ဆိုတဲ့ဒီအကျိုးကိုကြည့်ပြီးတော့သီလကောင်းလိုက်တာဆိုတဲ့အကြောင်းတရားကိုဖော်ထုတ်နိုင်တာပေါ့အဲ့ဒီလိုမျိုးအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းသိလာပြီဆိုလို့ရှိရင်ဒီတန်တရားဆိုတာမဖြစ်ဘူးပေါ့အဲ့တော့တန်တရားဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းမမြင်လို့ပဲဖြစ်တယ်လို့ဒီလိုပြောဒါကြောင့်မလို့နံပါတ်1အတိတ်တုန်းကဖြစ်ခဲ့သလားနံပါတ်2အတိတ်ဘဝတုန်းကမဖြစ်ခဲ့ဘူးလားနံပါတ်3ကကထာနုခောအာဟံဘယ်လိုဖြစ်ခဲ့တာလဲလူဖြစ်ခဲ့တာလားနတ်ဖြစ်ခဲ့တာလားတိရစ္ဆာန်ဖြစ်ခဲ့တာလားကထာနုခောနောက်တစ်ခါနံပါတ်4ကိနုခောဟောတိဘာဖြစ်ခဲ့တာလဲနော်ဘာဖြစ်ခဲ့တာလဲကထာနုခောဘယ်လိုဖြစ်ခဲ့တာလဲကိဟုတ်တော်ဝါကိအဟောတိဘာဖြစ်ပြီးတော့ဘာဖြစ်ခဲ့တာလဲဆိုတဲ့ဒီလိုယုံမှန်တန်တွေက5မျိုးဟာအတိတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးကိုဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်မှာမပေါ်ဘူးတဲ့အဲ့ဒီအကြောင်းအကျိုးကိုမဆင်ញင်နိုင်ဘူးဆိုလို့ရှိရင်အတိတ်နဲ့ပတ်သက်တဲ့ဟောဒီယုံမှန်တန်တွေက5မျိုးဟာသူ့တဏ္ဍာဖြစ်လာမှာပဲအနာဂတ်နဲ့ပတ်သက်ပြီးဘုန်းကြီးတို့တွေနောင်ဘဝကိုလှမ်းပြီးတော့တွေးကြည့်လိုက်နောင်ဘဝဆိုတာအနာဂတ်အဲ့တော့နောင်ဘဝအနာဂတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးကိုမသိလို့ရှိရင်ဘာဖြစ်မလဲဘဝိတ္တာမိနုခောအဟံအနာဂတမတ္တနာနောက်ဘဝမှာငါဖြစ်အောင်မလားအဲ့တော့တရားဓမ္မနားလည်တဲ့ပုဂ္ဂိုလ်ကငါမှာကံတွေလည်းရှိသေးတယ်ကိလေသာတွေလည်းရှိနေသေးတယ်ဆိုရင်ဘယ်လိုဆုံးဖြတ်ဖြစ်မှာပေါ့ကံတွေရှိနေသေးတယ်ကိလေသာတွေရှိနေသေးတယ်ဘာလို့တော့အကြောင်းတရားတွေရှိမှာဟုတ်အဲ့တော့ကံနေကိလေသာတွေကိုသိထားတဲ့ပုဂ္ဂိုလ်တရားဟာနောက်ဘဝငါဖြစ်အောင်မလားဆိုတဲ့အတွေးတော်ပဲရှိတော့မှာတော့ဘာဖြစ်လို့တော့အကြောင်းတရားကိုမြင်နေလို့ပဲအကြောင်းတရားမြင်အကျိုးတရားလာမယ်ဆိုတာသိတယ်နောက်တစ်ခုကဘာလဲလို့ဆိုရင်နန္တုခောဘဝိတ္တာမိအဟံအနာဂတမတ္တနာနောင်ဘဝမှာငါမဖြစ်တော့ဘူးလားဟောဒီတန်တရားလည်းမဖြစ်ဘူးဘာဖြစ်လို့တော့အကြောင်းတရားတွေကိုမြင်နေတယ်ကိနုခောဘဝိတ္တာမိဘာဖြစ်မှလဲဒါလည်းပဲအကြောင်းတရားကိုမြင်ကိုကကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တရားဆိုရင်ဘာဖြစ်မှလဲဆိုတာကိုအတော်အသင့်ပြောလို့ရတန်တရားမဖြစ်တော့ဘူးပေါ့ကထာနုခောဘဝိတ္တာမိဘယ်လိုဖြစ်မှလဲဆိုတာလေတန်တရားမဖြစ်တော့ဘူးကိဟုတ်တော်ဟာကိဘဝိတ္တာမိဘာဖြစ်ပြီးတော့ဘာဖြစ်မှလဲဆိုတဲ့အတွေးမျိုးတွေလည်းမလာတော့ဘူးတဲ့တန်တရားတွေလည်းမလာတော့ဘူးလို့ဒီလိုဆိုလို့အဲ့တော့အနာဂတ်နဲ့ပတ်သက်တဲ့တန်တရား5မျိုးဟာလည်းပဲကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မဖြစ်လာဘူးလို့ဒီလိုပြောရနောက်တစ်ခါဒီပစ္စုပန်ဘဝမှာပဲကိုယ့်ရဲ့တဏ္ဍာမှာလက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုပေါ်မှာလည်းပဲလူတွေဟာယုံမှန်တန်တရားဆိုတာဖြစ်လာတတ်တယ်ပေါ့အဲ့ဒီယုံမှန်တန်တရားတွေကဘာလဲလို့ဒါတော်တော်ထူးထူးဆန်းဆန်းယုံမှန်တန်တရားနော်ဒီလိုတန်တရားတွေလည်းဖြစ်နိုင်တယ်လို့ဆိုတာမြတ်စွာဘုရားကဟောပြောထားတာရှိတယ်အဟံနုခောတမိငါမဟုတ်ရလားကိုယ့်ကိုတန်တရားဖြစ်ပုံတစ်ခုကအဟံနုခောတမိငါမဟုတ်ကဲ့လားနောနုခောတမိငါမဟုတ်ဘူးလားအဲ့တော့ကိုယ့်ကိုဘယ်လိုလုပ်ယုံမှားတာတော့လို့ဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရာကပုဝ္ဝလူလေးတစ်ခုပြောပြတာလူတွေဟာကိုယ့်ကိုယုံမှားတယ်ဆိုတာဟုတ်နိုင်ပါမလားလို့ဆိုတာဖြစ်နိုင်တယ်ဆိုတာဆိုပါစို့ဥပမာမယ်ညီကို
ဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်တွေကညီကိုဝမ်းကွဲရုပ်ကလည်းအမတန်တူတယ်အရွယ်ကလည်းတူတူဆိုပါတော့အရွယ်ကလည်းတူတယ်အသက်အရွယ်လည်းတူတယ်ရုပ်လည်းတူတယ်ကြည့်လိုက်လို့ရှိရင်အဖြစ်မှားစရာလူတယောက်တည်းလို့ထင်ရတယ်ခုခေတ်အမွာတွေလည်းအဲ့ဒါမျိုးရှိတယ်ပေါ့အကြီးတဲ့အငယ်ပဲကွာတယ်သိပ်တူတယ်အဲ့ဒါလို့သိပ်တူတဲ့အခါမှာတယောက်ကခေါင်းတုံးထားတာတယောက်ကသပင်နဲ့အဲ့ဒါလို့တယောက်ကသပင်နဲ့နေတာတယောက်ကခေါင်းတုံးထားအဲ့ဒါလို့ခေါင်းကြည့်ပြီးတော့သူတို့နှစ်ယောက်ကိုခွဲခြားကြတယ်အဲ့ဒါလို့ခွဲခြားတဲ့အခါမှာတရက်ကြတော့အဲ့ဒီသပင်နဲ့အကောင်ကိုအိပ်ပျော်နေတော့ခေါင်းတုံးပေးလိုက်ခေါင်းတုံးပေးလိုက်တော့သူကလည်းကရုံးဖြစ်သွားကရုံးဖြစ်သွားတဲ့အခါအိယာကနေနိုးလာတဲ့အခါကြည့်တော့သူကအရင်ကသပင်နဲ့အခုကရုံးဖြစ်နေအဲ့တော့ငါကဘဝကကရုံးတဲ့လူကအကြီးဆိုရင်ငါကအကြီးလားသူကအကြီးလားငါဟာသူပဲလားသူဟာငါပဲလားလို့တန်တရားဖြစ်သွားတယ်ဒါကိုနဲ့ပတ်သက်ပြီးတော့ယုံမတန်တရားဖြစ်ပုံပြောပြကိဏုခောတမိငါဟာဘာလဲကိုယုံမတာငါဟာဘာလဲအမျိုးအစားနဲ့ပတ်သက်ပြီးတော့ပြောတာယုံမတန်တရားကထာနုခောတမိငါကဘယ်လိုဖြစ်ခဲ့တာလဲဆိုပြီးတော့နောက်ထပ်ယုံမတဲ့အယနုခောတတောကုတောအာဂတောငါဘယ်ဘဝကလာခဲ့တာလဲနောက်ဆုံး6ခုမြောက်ကတော့ဘယ်ဘဝကိုရောက်မှာလဲဆိုတော့ဟောမျက်မှောက်ဘဝနဲ့ပတ်သက်ပြီးတော့အခုလိုတန်တရား6မျိုးတဲ့အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီပုရုဇဉ်ပုဂ္ဂိုလ်တွေမှာဒီလိုတန်တရားတွေအကြောင်းကျိုးဆင်ញင်နိုင်မှုမရှိဘူးဆိုလို့ရှိရင်ဒီတန်တရားတွေဟာဖြစ်ပြီးတော့နေတတ်တယ်တန်တရားတွေမကင်းမဲ့နဲ့ဖြစ်နေတာသောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဟောဒီဝိသိကိစ္စဆိုတဲ့တန်တရားတရားတွေဟာလုံးဝရှင်းလင်းပြီးတော့သွားတယ်ဒါကြောင့်မို့လို့ဆင်ញင်တဲ့တရားမဆင်ញင်တဲ့တရားမသိလို့မကန်တွေးတောမိပြီဆိုလို့ရှိရင်အခုလိုတန်တရား16မျိုးတွေနဲ့ယုံမတန်တရားမှုတွေမိမိတဏ္ဍာမှာတိုးပွားလာနိုင်တယ်ဒါတွေလားဆိုတော့မကဘူးမှားရွေးတဲ့အယူဆ6မျိုးကိုလည်းယူဆမိတတ်တယ်မကန်နှလုံးသွင်းပြီဆိုရင်မှားရွေးတဲ့အယူဆ6မျိုးဆိုတာဘာလဲအဋ္ဌိအတ္တအတ္တဆိုတာထာဝရရှိနေတယ်လို့ယူတဲ့အယူဆတစ်ခုအဲ့ဒီအဋ္ဌိအတ္တဆိုတဲ့စကားလုံးဟာအတ္တဆိုတဲ့တရားဟာအတ္တဆိုတဲ့အယူဆအတ္တဟာအဋ္ဌိထာဝရရှိနေတယ်လို့ဒီလိုပြန်ရမှာအဲ့ဒီမှာအနောက်တိုင်းကရေးတဲ့စာအုပ်တော်မှာဘယ်လိုရေးလဲဆိုလို့ရှိရင်အဋ္ဌိအတ္တကိုသူကဘယ်လိုဘာသာပြန်လို့ဆိုရင်အတ္တရှိသလားဒီလိုဘာသာပြန်တယ်နောက်သူရဲ့ဆန့်ကျင်ဘက်ကနတ္ထိအတ္တအတ္တမရှိဘူးလားမြတ်စွာဘုရားကအဲ့ဒီမေခွန်း2ခုလုံးကိုဥဒ္ဒိယပြပိုက်ကမေးတဲ့အခါမှာမဖြေခဲ့ဘူးမဖြေခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားကအတ္တရှိတယ်လို့လည်းမပြောဘူးတဲ့အတ္တမရှိဘူးလို့လည်းမပြောဘူးလို့ဆိုပြီးတော့မှားယွင်းရေးသားသွားတာရှိတယ်ဒီပါဠိရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအဲ့ဒါကိုပြောတာမဟုတ်ဘူးအတ္တကိုကင်ပြီးတော့အတ္တသည်ထာဝရရှိနေတာလားအတ္တသည်ပျက်စီးသွားပြီးတဲ့နောက်ထာဝရမရှိတော့တာလားလို့ဆိုတဲ့ထာဝရရှိနေတယ်ဆိုလို့ရှိရင် eternalism တတ္တဒိဋ္ဌိကိုပြောတာထာဝရမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဥစ္စေတာဒိဋ္ဌိပြတ်သွားတာကိုပြောတာအဲ့တော့ဘာသာပြန်တာဟာမကြလို့ရှိရင်လည်းပဲအယူဆတွေမှားသွားနိုင်တယ်ပေါ့အဲ့တော့မိစ္ဆာယူဝါဒဒီနေရာမှာအတ္တသည်ထာဝရရှိတယ်လို့ဆိုရင်တတ္တဒိဋ္ဌိအတ္တသည်ထာဝရမရှိဘူးဆိုလို့ရှိရင်ဥစ္စေတာဒိဋ္ဌိအဲ့ဒီဒိဋ္ဌိ2မျိုးလည်းပဲဒီတတ္တဝါတွေရဲ့တဏ္ဍမှာမကန်နှလုံးသွင်းရင်ဖြစ်ပေါ်လာတတ်တယ်တဲ့နောက်ဖြစ်နိုင်တာကဘာလဲလို့ဆိုရင်ဒါကတော့အယူဆတွေပါအတ္တနာဝအတ္တနံသင်္ဆာနာတိ
အတ္တကအတ္တကိုသိတယ်ဆိုတာတင်ညာဆိုတဲ့အမှတ်စိတ်ကလေးကို तू ကအတ္တလို့ယူဆတယ်ပေါ့အတ္တလို့ထင်တဲ့ပုဂ္ဂိုလ်တွေကတင်ညာဆိုတဲ့အမှတ်တင်ညာလေးကိုအတ္တလို့ထင်တဲ့အခါအတ္တကအတ္တကိုပြန်သိတယ်လို့မှတ်သိတယ်လို့ဒီလိုတွေးတောပြီးတော့ယူဆတယ်နောက်တစ်ခုကအတ္တနာအနတ္တနာသင်္ဇာနာတိအတ္တကအတ္တမဟုတ်တာကိုသိတယ်ဆိုတာအတ္တဆိုတာသူကတင်ညာအမှတ်တင်ညာလေးကိုအတ္တလို့ယူဆပြီးတော့ကြံတဲ့သဘာဝတရားတွေကိုအတ္တမဟုတ်ဘူးလို့ယူဆတယ်အဲ့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ကဒီအတွေးမျိုးကိုတွေးပြန်ဟောနောက်တစ်ခုကျတော့အနတ္တဝအနတ္တနာအတ္တနာသင်္ဇာနာတိအတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်နော်အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်အတ္တမဟုတ်တဲ့ဟာကတင်ညာမဟုတ်တဲ့သဘာဝတရားကြံတဲ့နံတရားတွေကတင်ညာကိုသိတယ်လို့ဒီလိုယူဆတာတင်ညာနဲ့ပတ်သက်ပြီးတော့အတ္တအယူဆဲ၃မျိုးဆိုပြီးတော့အဲ့လိုဟောတယ်ဟောနောက်တစ်ခုကတော့အနတ္တနာဝအနတ္တတင်ညာနဲ့ပတ်သက်လာပြီးတော့အတ္တမဟုတ်တဲ့အရာကအတ္တဟုတ်နေတဲ့တင်ညာကိုသွားပြီးတော့သိတယ်လို့ဒီလိုယူဆအဲ့တော့ပေါင်းလိုက်တော့အဋ္ဌိအတ္တလို့ယူဆတာကသတ္တဒိဋ္ဌိနတ္ထိအတ္တအတ္တထာဝရမရှိဘူးလို့ယူဆတာကဩစေတဒိဋ္ဌိတင်ညာဆိုတဲ့အတ္တကအတ္တကိုသိတယ်လို့ယူဆတာကမိစ္ဆာဒိဋ္ဌိတစ်ခုတင်ညာဆိုတဲ့အတ္တကအတ္တမဟုတ်တာကိုသိတယ်လို့ယူဆတာတစ်ခုအတ္တမဟုတ်တဲ့တင်ညာကတခြားအတ္တဖြစ်တဲ့တရားတွေကိုမှတ်သိပြီးတယ်လို့ယူဆတာကအယူဆတစ်ခု၅ခုအဲ့ဒီ၅ခုပြင်နောက်ထပ်တာတိယဟန်တွေးတဲ့အတွေးမျိုးလိုအတ္တအယူဆတစ်ခုဖြစ်လာတယ်အဲ့ဒီအတ္တအယူဆကဘာလဲလို့ဆိုလို့ရှိရင်လောကလူတွေကအတ္တဆိုတာဘာလဲလို့ဆိုရင်စကားပြောတတ်တာအတ္တကပြောတာဒါအထူးသဖြင့်အတ္တအယူဆတွေကဒီဗုဒ္ဓဘာသာဝင်တွေကြတော့မြန်မာလူမျိုးတွေကြတော့ဒီဘုရားရဲ့တရားဓမ္မတွေကိုမကြာခဏကြားနေရတော့ဒီအယူဆတွေကသိမပြင်းထန်ဟိုအိန္ဒိယနိုင်ငံမှာကြတော့ဒီဟာအယူဆတွေကအမတန်မှပြင်းထန်တယ်အဲ့တော့အတ္တဆိုတာဘာလဲလို့ဆိုလို့ရှိရင်စကားပြောတာဆိုပါစို့စဉ်းစားကြည့်စကားပြောနေတာဘယ်သူလဲဘယ်သူစကားပြောတာလဲလို့တွေးတောတဲ့အခါမှာသူတို့ကအတ္တကစကားပြောတယ်ဒါဖြင့်ခံစားတာတို့သိတာတို့ဘယ်သူကခံစားတာဘယ်သူကသိတာလဲဆိုရင်အတ္တကခံစားတယ်အတ္တကသိဟောဘုရားဘာသာတွေကြတော့စကားပြောတယ်ဆိုတာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝစီဝိညာဉ်ကြောင့်စကားပြောတာရုပ်တရားနဲ့နံတရားပေါင်းစပ်သွားတာခံစားတယ်ဆိုတာဝေဒနာသိတယ်ဆိုတာစိတ်တို့တင်ညာတို့ဘုရားဘာသာကြတော့သဘာဝတရားကိုစိုက်ထိပြီးတော့တင်ထားလို့ဒီလိုပြောနိုင်တယ်ပေါ့နောက်ကောင်းတဲ့ကုသိုလ်ကံမကောင်းတဲ့အကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုခံစားရတယ်ဆိုတာဘာတူလဲသူတို့ကြတော့တွေးလာတဲ့အခါမှာအဲ့ဒီအတ္တလေးဟာခံစားတယ်အဲ့ဒီခံစားတဲ့အတ္တလေးဟာဆိုပါစို့မြန်မာလူမျိုးတွေလည်းတစ်ခါတွေးတယ်ပေါ့ဒီဘဝကောင်းတာတွေလုပ်လို့ရှိရင်နောက်ဘဝကျတော့ခံစားရမယ်ဆိုတဲ့အတွေးဟာအပြောတယ်မဟုတ်ပဲနဲ့တကယ်ထင်လို့ရှိရင်တော့တကယ်ယူဆရင်တော့ဒါအတ္တအယူဆတဲ့ပါသွားမှာပဲစကားအနေနဲ့တော့ပြောလို့ရတယ်ဒီဘဝကောင်းဆိုးနှစ်ခုပြုလုပ်တာကဒီဘဝယုံနာအဲ့ဒီဘဝယုံနာကကောင်းဆိုးနှစ်ခုပြုလုပ်ပြီးတော့ဒီဘဝယုံနာဆုံးသွားတဲ့အခါမှာဒီဘဝယုံနာနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နောက်ဘဝယုံနာအဲ့ဒီနောက်ဘဝယုံနာကဆက်ခံကြဘာဖြစ်လို့ဆက်ခံတာတုံးဆို line တူနေလို့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် online ပေါ့ဒီ line မှာပဲဖြစ်နေတာကိုယ့်ရဲ့ဖြစ်စဉ်ကြီးတစ်ခုဟာဒီဘဝကဖြစ်စဉ်နဲ့နောက်ဘဝဖြစ်စဉ်ဟာတူးနေသည့်အတွက်ကြောင့်အကျိုးသက်ရောက်မှုဆိုတာရှိတယ်လို့သဘာဝတရားကိုရှင်းရှင်းလင်းလင်းသိရှိသွားတဲ့ပုဂ္ဂိုလ်ဟာအခုလိုအတ္တအယူဆတွေကိုဖယ်ရှားပြနိုင်တယ်
အကယ်၍မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဒီမိစ္ဆာဝါဒလို့ဆိုတဲ့မှားရွံ့တဲ့အမြင်ကြီးတွေဟာခန္ဓာကိုယ်မိမိတို့ရဲ့စိတ်ထဲမှာရှင်တွဲထားတဲ့တန်ရောစဉ်ကြီးတစ်မျိုးဖြစ်ပြီးတော့ဒိဋ္ဌိတန်ရောစဉ်ပေါ့စိတ်နဲ့ချီနှောင်ထားတဲ့တန်ရောစဉ်ကြီးဖြစ်ပြီးတော့ဒီအမြင်တွေနဲ့ပဲတန်တရားထဲမှာတဝဲလဲလဲဖြစ်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုကိုမရနိုင်ဘူးတဲ့အဲ့လိုမရနိုင်လို့ရှိရင်ဆင်းရဲဒုက္ခကမလွတ်နိုင်တော့ဘူးတဲ့ဒါကြောင့်မို့သောတပတ္တိမက်နဲ့ဒီအာသဝါတွေကိုဖယ်လိုက်တဲ့အခါသောတပတ္တိမဉ္ဇဉ်ပေါ်လာတဲ့အခါမှာသက္ကာယဒိဋ္ဌိဆိုတဲ့အတ္တရဲ့အယူဆွဲတွေကိုလည်းဖယ်ရှားနိုင်တယ်ယုံမတန်တရားလို့ဆိုတဲ့ဝိသိကိစ္စတွေကိုလည်းဖယ်ရှားနိုင်တယ်နောက်ပြီးခွေးအကျင့်နွားအကျင့်တွေနဲ့မမှန်ကန်တဲ့အကျင့်တွေကိုကျင့်သုံးခြင်းဖြင့်တန်တရားကလွတ်မြောက်တယ်ဆိုတဲ့မှားယွင်းတဲ့အတွေးအတောတွေကိုလည်းပဲလွန်မြောက်နိုင်တယ်အယူဆတွေကိုလည်းလွန်မြောက်နိုင်တယ်ဆိုလိုတာကသက္ကာယဒိဋ္ဌိဆိုတဲ့တန်ရောစဉ်ဝိသိကိစ္စဆိုတဲ့တန်ရောစဉ်သီလပဒပရမာသဆိုတဲ့ဒီတန်ရောစဉ်၃မျိုးသောတပန်ဖြစ်သွားလို့ရှိရင်ဖယ်ရှားနိုင်ပါတယ်တဲ့အဲ့ဒီသောတပတ္တိမက်နဲ့ဖယ်ရှားလိုက်နိုင်တဲ့သက္ကာယဒိဋ္ဌိသီလပဒပရမာသဝိသိကိစ္စဆိုတဲ့ဒီတန်ရောစဉ်၃မျိုးဟာဒီနေရာမှာဓတ္တနာပဟာတ္တပသောတပတ္တိမက်နဲ့သာဖယ်ရှားနိုင်တဲ့အရာမျိုးဖြစ်တယ်ဒါဖြင့်သောတပတ္တိမက်ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်နှလုံးသွင်းတိုက်တဲ့တရားကိုနှလုံးသွင်းရမယ်နှလုံးမသွင်းတိုက်တဲ့တရားကိုနှလုံးမသွင်းရဘူးနှလုံးသွင်းတိုက်တဲ့တရားဆိုတာယုတ်နံဓမ္မကိုသဘာဝတရားကိုသဘာဝတရားတိုင်းနှလုံးသွင်းရမယ်မမြဲတဲ့တရားကိုမမြဲဘူးလို့နှလုံးသွင်းနိုင်ရမယ်ဆင်းရဲတဲ့တရားကိုဆင်းရဲတယ်လို့နှလုံးသွင်းနိုင်ရမယ်ကိုမပိုင်တဲ့ကိုအလိုကြမဖြစ်တဲ့အနတ္တသဘောတရားကိုအနတ္တလို့နှလုံးသွင်းနိုင်ရမယ်အဲ့ဒီလိုနှလုံးသွင်းနိုင်ခြင်းဟာဝိပဿနာဉာဏ်မြင်ပဲဖြစ်တယ်အဲ့ဒီလိုဝိပဿနာဉာဏ်အမြင်နဲ့ကျင့်ကြံကြိုးကုပ်အားထုတ်မှနိဗ္ဗာန်ကိုမြင်ခြင်းလို့ဆိုတဲ့အခုအာသောတရားတွေကိုဖယ်ရှားနိုင်တဲ့သောတပတ္တိမဉ္ဇဉ်ဆိုတာဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်